တစင်ကဒင်းကြီးပတန်လေးကိုဆွဲပြပေးပါမယ်ဒင်းကြီးပတန်ကိုကိုကရှုံနီးကမသိဘူးတေးသေးချာချာလေးသိချင်နေဆိုဒီဗီဒီယိုကိုအဆုံးထိကြည့်သွားမှရပါမယ်ဒီဗီဒီယိုကိုဆုံးပြီဆိုတာနဲ့ကိုကဒင်းကြီးပတန်ကိုရှုံနီးကောပါတွဲပြီးတော့တည်သွားမှာဖြစ်တယ်ကိုကသိချင်နေဆိုဒီဗီဒီယိုကိုတစင်နဲ့အဆုံးထိလိုက်ကြည့်လိုက်ပါနောက်ရှမ်းကိုဝင်ဆုံးဆွဲပြပေးမယ်နောက်ရှမ်းကတစင်တို့ကဒီဘေးလေပင်ကိုဘယ်လောက်ဖောက်မလဲဆိုလို့ရှိရင်ဘေးကို3လမှဖောက်ပေးမယ်အောက်ကတစင်တို့ရှောက်စိတ်ဆင်းပေးမယ်နော်အောက်ကတစင်တို့ရှောက်စိတ်နော်ဘေးက3လမှဒါမှတစင်တို့ကဒီတိုင်းလေးဝိုင်းလာကိုကဟိုဆိုပေကိုလေးနဲ့ကိုကပတန်ကြီးဆိုတော့ပေကိုလေးနဲ့ဝိုင်းပေါ့နော်အဲ့ဒါကိုမှဒီမှာအပူတိတ်ပဲညှက်မယ်ဒါဆိုရင်သူ့ရဲ့အနောက်ချမ်းကထားပဲတင်းနေရနော်အဲ့တော့တစင်တို့ကအရှိချမ်းသွားမယ်ဒီမှာတစင်တစ်ခုပြောချင်တာသူကကော့လဲပါလို့ရှိလို့ရှိရင်တစင်တို့က4စိတ်သို့မဟုတ်6စိတ်နော်တလမထိတော့ကိုကဆင်လို့ရတလမဆိုလို့ရှိရင်သူကအနောက်ကိုလေမင်းကနည်းနည်းလေး high ကျနေပေါ့နော်အဲ့တော့အကောင်းဆုံးကတစင်တို့6စိတ်ပဲနော်6စိတ်ပဲလုပ်ပြီးကော့လဲပါအင်ဂျီဒီလိုမျိုးကော့လဲပါအင်ဂျီဆိုလို့ရှိရင်တစင်တို့ကအနည်းဆုံး6စိတ်ပဲလုပ်ပြီး6စိတ်တစင်တို့နောက်လေပင်ကိုဆင်မေးနော်ဒါဆိုရမယ်အဲ့တော့တစင်တို့ကအရှိချမ်းသွားအဲ့တော့ဒါကအရှိချမ်းတစင်တို့အနောက်ဘေးလေပင်မှာဘယ်လောက်ဖောက်ခဲ့လဲ3လမှဖောက်ခဲ့တာဖြစ်တဲ့အတွက်တစင်တို့ကဒီဘေးကို3လမှသွားပေးမယ်ပြီးလို့ရှိလို့ရှိရင်တစင်တို့သူ့ရဲ့ဒီအနောက်ရှမ်းကသူ့ရဲ့အရှိချမ်းတစင်တို့ဘယ်လောက်ဆင်မလဲဆို4လက်မှလောက်ဆင်လိုက်မယ်အဲ့ဒါကမှသူကဖူပုံစံလိုမျိုးလေးပေါ့နော်ဖူပုံစံလိုမျိုးသူကဝိုင်းလေးဆင်တာတစင်တို့နော်ဒီတိုင်းလေးလုံးပြီးလို့ရှိလို့ရှိရင်သူကကျဲသေးပါတယ်အင်ကြီးဖြစ်တဲ့အတွက်တစင်တို့ကကျဲသေးတာထုံကျဲသေးတာကိုတစင်တို့ဒီဘက်ကနေပြီးတော့ပုံသေးကျဲသေးပါတယ်အင်ကြီးလေးဆိုလို့ရှိရင်ပုံသေးဘယ်လောက်ဆင်မလဲဆိုလို့ရှိရင်တလမ20အရှိကိုထုံမှာနော်အရှိကိုတလမ20ထုံမယ်ဒီဘက်ကလည်းတစင်တို့တလမ20ထုံမယ်အဲဆိုတစင်တို့ကကျဲသေးစားကျဲလို့ပဲရေးလိုက်မယ်နော်တော့တလမနဲ့20လောက်ထုံမယ်ပြီးလို့ရှိလို့ရှိရင်တစင်တို့ကပြီးရင်ဒါကို2ရွက်ညံ့မယ်အရှိချမ်း2ရွက်စားအဲ့ဒါကိုမှဒီဟာကိုကျဲဒီခောက်တာတစင်ကဘလို့ခောက်ပြီးတော့ရှော့ရလဲဆိုတာပြပေးမယ်ပြီးရင်ကော်လဲရှုံနေလဲတစင်ပြပေးမယ်အဲ့တော့တစင်တို့ပထမအဆုံးဒီပုံစံလေးကိုဝင်ဆုံးညှလိုက်မယ်အဲ့တော့တစင်ကကိုကျဲဒီခောက်တာပြပေးမယ်တစင်တို့ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့နော်အဲ့ဒီဟာကိုမှဒီမှာ4စိတ်စာပုံစံခောက်မယ်4စိတ်စာပုံစံခောက်မယ်ပြီးရင်တစင်တို့ကသူ့ရဲ့ဒီမြင်းอ่ะပေါ့နော်ဒီမြင်းอ่ะဒီတန်းကိုအဲ့ဒါကိုတစင်တို့တစ်ခေါက်ပြန်ရှိုးမယ်ဒါဆိုတစင်တို့ဒီတိုင်းလေးရသွားပြီပေါ့ရလို့ရှိလို့ရှိရင်ဒီနားကိုဖိပြီးတော့နည်းနည်းမြင်လို့ရှိလို့ရှိရင်တစင်တို့ကဒီနားမှာကျဲသေးတက်မှာလားကျဲသေးပေါက်ဖောက်မှာလားအဲ့လိုတက်လာအဲ့လောက်ဆိုလို့ရှိရင်တစင်တို့ရဲ့ကျဲသေးရှုပ်စာကရသွားပြီနော်ကော်လဲဆိုလို့ရှိရင်တစင်တို့အရှိချမ်းတရက်အနောက်ချမ်းတရက်ကိုညှပ်ထားမယ်ပြီးရင်အောက်ကနေပြီးတော့တစင်တို့ကအောက်ကကော်လဲဆွဲဖို့တစင်တို့ copy ကိုကတ်ထုတစ်ခုလုံးမယ်ပေါ့နော်ချက်ညက်ကလောက်ပေါ့အဲ့ဒါကိုမှဒီမှာတစင်တို့ကဒီလိုမျိုးလေးဆက်လိုက်မယ်နော်ကော်လဲကိုဒီလိုမျိုးလေးဆက်လိုက်မယ်ဆက်ပြီးလို့ရှိလို့ရှိရင်ဒီနားကိုတိတ်ကလိုက်မယ်တိတ်လေးနဲ့တစ်ချက်ထိန်းထားလိုက်မယ်ဟိုဘက်ဒီဘက်သူ့ရဲ့ level ပုံစံတစင်တို့ကသူကအကွေးသွားမှာနော်ဒီလိုမျိုးလေးသွားမှာအဲ့တော့ဒီနားကနေပြီးတော့ဒီနားနေကွေးမယ်အဲ့ဒါကမှဒီအနောက်ထိအဲ့ဒါနေကွေးသွားမယ်လွယ်လေးပဲသူ့ရဲ့ level ပုံစံဘယ်လောက်ရှိလဲကိုကဒီကနေဒီကိုအပြားဘယ်လောက်လိုချင်တစင်တို့ကကြတော့တစင်ကတော့အမြဲတမ်း3လမနဲ့4စိတ်ယူပေးတယ်သူ့ရဲ့အပြားကိုလေကိုကဒီထက်အပြားကြီးချင်တယ်ဆိုလည်းရတယ်အပူတစင်တို့အပူကတက်ရွက်ညံမယ်နော်ကိုကဒီလိုမျိုးအတွန့်တက်ပြီးတော့မှကိုကတစ်ဖက်လှပဲရှုံမယ်ဆိုလို့ရှိရင်တက်ရွက်ပဲညံကိုကနှစ်ဖက်လှရှုံမယ်ဆိုလို့ရှိရင်လှန်လိုက်လို့ဆိုလို့ရှိရင်လည်းကိုကလှလှလေးလိုချင်တယ်နှစ်ဖက်လှရှုံမယ်ဆိုရင်တော့တစင်တို့က2ရွက်ညံပေါ့နော်အဲ့ဒါမှတစင်တို့ဒီတိုင်းကိုဖြတ်ရှာလိုက်မယ်ကိုကတော့ပတန်ကြီးဆိုရင်တော့ copy လေးကူးလိုက်ပေါ့နော်အဲ့တော့တစင်တို့ရဲ့ collar လေးကဒီလိုမျိုးလေးရသွားမှာဒါကအရှိချမ်းဒါအနောက်ချမ်းကအပူလေးပေါ့တပတ်လေလုံးတစင်တို့တက်ရွက်ပဲညံရုံပဲနော်ပြီးဒါဆိုလို့ရှိရင်သူ့ရဲ့ဒီမှာတစင်တို့ကဒီမှာ
သူ့ရဲ့ဒီအတွန်းလေးရရောတစင်တို့ကသူ့ကိုတလားမ2စိမ့်လောက်ဖြတ်ပြီးလို့ရှိရင်တွန်းလာရင်ရပြီဒါဆိုလို့ရှိရင်ဒင်းကြီးလေးတစင်တို့ရသွားပြီပေါ့နော် ready to wear ပကြားမဝါဆက်တွေကိုကိုပိုင်ပတန်နဲ့ကိုပိုင်ရှုပ်ရောင်းခြင်းအိမ်ရှုပ်ရုံထောင်ပြီးတော့ ready to wear လုပ်ငန်းစတင်ခြင်းကိုပိုင်ပတန်ကိုပိုင်ကတင်ကိုပိုင်ဆွေးရနံတနိုင်တစ်ပိုင်းချုပ်ရောင်းခြင်းနဲ့ဆိုရင်เนาะစာအုပ်ကိုစောင်းထားပါကိုဖြစ်ရှင်နာတွေတကယ်ဖြစ်လာမယ်ဆိုတော့ရဲရဲကြီးပြောရဲပါတယ်အထူးချင်းနဲ့အမေရှက်ပေါင်းမှာအမြန်ဆုံးသွားမှလိုက်ပါခုတစ်စင်မှာ